ဖောက်တယ်တွေဘာကြောင့်လုပ်ငန်းတွေတည်ရှိကြတာကိုကျွန်တော်တို့မသိကြတာပါလေအားလုံးမင်္ဂလာပါလူကြီးမင်းတို့လုပ်ငန်းများကိုယခုတက်ရောင်းအားပုံမူတိုးတက်အောင်100%အာမခံပေးဆောင်ရွက်ပေးနေတဲ့ Next Digital Solution မှာ Founder ငိမ့်ကိုမင်းဖြစ်ပါတယ်ခုလုပ်ငန်းရဲ့အကြောင်းတွေကိုတင်ကျင်တဲ့အချိန်တင်ကျင်သလိုတင်နေတော့လားမိတ်ဆွေဒါမျိုးလှုပ်ဆောင်ခြင်းကမိမိလုပ်ငန်းအတွက်အများကြီးတစ်ခိုက်နစ်နာစေမှာဖြစ်ပါတယ်လူတိုင်းက social media ပေါ်မှာတွေ့နေကြတာတွေအများကြီးတည်းမှာမိမိလုပ်ငန်းကိုမှတ်မိဖို့ဆိုတာလွယ်မယ်ထင်ကြပါလားမိတ်ဆွေတို့သူတို့ကအကျိုးရှိစေမယ့်အရာတွေမဟုတ်ရင်စိတ်ဝင်စားဖို့ဆိုတာအရန်ခဲရင်လွန်းပါတယ်ဖောက်တယ်တွေအကျိုးရှိစေမယ့်အရာတွေသူတို့အခက်အခဲတွေကိုဖြည့်ရှင်းပေးနိုင်မဲ့အရာမျိုးတွေကိုနေ့စဉ်ဝင်မြနေပြီးကိုယ်လုပ်ငန်းတည်ရှိနေတာကိုကျွန်တော်ပြသပြီးဖောက်တယ်များနဲ့ဆက်ဆံရေးကောင်းများကိုကျွန်တော်တိဆောက်နေသင့်ပါတယ်လုပ်ငန်းအတွက်တိကျသေချာမှုရှိတဲ့ strategy ဖြင့်ကြော်ညာများကိုသေချာပြုလုပ်ဆောင်ရွက်ရမှာပါကိုလိုချင်တဲ့ရလဒ်တွေကိုတိကျစွာချထားပြီးအဲ့လမ်းကြောင်းကိုရောက်နိုင်တဲ့အစီအစဉ်များကိုသေချာယူဆွဲပါစနစ်တကျလှုပ်ဆောင်မှကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်အောင်သွားနိုင်ပါပါမိတ်ဆွေ marketing ကိုရောသေချာစနစ်တကျလှုပ်ဆောင်ဖြစ်နေပါရဲ့လား marketing ကိုအကျိုးရှိစွာအသုံးချပြီးမိမိလုပ်ငန်းကိုဇာပေါင်းများစွာတိုးတက်အောင်ဆောင်ရွက်လိုက်ပါမိတ်ဆွေသိချင်တဲ့အကြောင်းအရာလေးတွေရှိခဲ့ရင်လည်း comment တွင်မေးမြန်းထားခဲ့လို့ရပါတယ်နောက်ဗီဒီယိုများမှာထပ်ဆောင်ကြပါမယ်